တိုက်စီရာဖြစ်တာ1ပတ်တဲ့မုန်းနေတော့မောင်းလို့ရတယ်ဗျာ user friendly ဖြစ်တယ်ဗျာပုံစံကြည့်လိုက်မယ်ဆိုလို့ရှိရင် over speed alert ကိုပေးထားရတယ် Yo sir အားလုံးပဲမင်္ဂလာပါကျွန်တော်အခု MG ရဲ့ Catch the Summer Drive event ပွဲကိုရောက်နေရယ်ဒီပွဲကဘာမှလဲဆိုကျွန်တော်ထုံးစံတိုင်းပဲမြန်မာ Plaza promotion area မှာရှိရယ် MG S5 ကို luxury standard range ရှိရယ် luxury long range ရှိရယ်ဒီနေ့စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက MG ရဲ့ EV taxi အသစ်ပါတယ်အဲ့ကားလေးကိုကျွန်တော်တစ်ချက်လောက်တွားကြည့်အောင်ဒီကားပါပဲဒီကားကတော့ MG ရဲ့ Rovi D6 EV taxi ဖြစ်တယ်ဒါပွဲထဲမှာအရင်ဆုံးမြင်ရပါတော့เนาะဒီမှာဆိုလို့ရှိရင်အရှိတ်ဘက်မှာ daytime running light ရှိရယ် fog lamp တော့မပါဘူးကျွန်တော် high beam တွေအကုန်လုံးကတော့ဒီကောင်လေးပဲသွားမယ်ဒါတော့သူတို့ option ပေါ့ကျွန်တော်ထင် 360 camera ပုံစံမျိုး option ပြင်မယ်ဒီစိတ်ကတော့ကျွန်တော်ဒါ Rovi logo ပေါ့အနောက်မှာတော့ MG logo ပါတယ်အရှိတ်ဘက်မှာ Rovi logo ပြပေးတာရယ်အရှိတ်ဘက်ရုပ်ထွက်တော့တော်တော်လေး sporty look ဆန်တဲ့ရုပ်ထွက်ရှိရယ်ဒီဘေးဘက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ charging port တွေကျွန်တော် GPD ခေါင်းနေပြီပဲဆိုတော့ဘိန်းကတော့ဘိန်းပုံပဲအထဲမှာတော့ line ဒါကတော့ဘိန်းပုံကြီးပေါ့နော်ဆိုတော့ဘက်မှာတော့ကျွန်တော်မှန်ကျိုးမှန်ကောက်တော့မပါတော့ taxi brake ဆိုတော့လေထဲထဲကိုကြည့်ရမယ်ဆိုလို့ရှိရင်လက်ခံလို့ရတဲ့အတွင်းကအနေထားမှာရှိရဗျာတော့တကယ် taxi brake ဆက်ဆံမယ်ဗျာရှင်းရှင်းပြော Rovi တစ်စိတ်ကလည်းကျွန်တော်အခုမှမြင်ဘူးတာဒီနေရာမှာ3တိုင်းဟာဆိုလဲကျွန်တော်တို့ Emirates နေရာရဲ့ leather soft touch တွေရှိတယ်ဒီဟာကြီးကတော့ hard plastic တွေမှန်ကျိုးမှန်ကောက်တော့မပါဘူးဆိုတော့မှန်ချိန်ပါညာရီတော့ပါတယ်အဲ့ဒါမှဆိုသူတို့ဒီမှာ Rovi ဆိုတဲ့စာသားလေးပဲရေးတာကျွန်တော်ဘာလို့သွားတတိရလဲဆိုတော့ကျွန်တော်ဒီ Pro ဘောက်တို့ဘာလို့ steer wheel ပုံစံမျိုးကိုသွားပြီးတော့တတိရပါတယ်ဗျာဒီအဲ့လိုအသားတစ်စိတ်ပဲထွင်းပေးထားတယ်ဒါအကောင်းဆုံးပဲပြီးရင်ကျွန်တော်တခုကြိုက်တာအဲ့ cluster ကိုဒီ dashboard ထဲမှာမြှုပ်ပေးထားတာပေါ့နော်ဒါကကျွန်တော် MG ကားတွေမှာကြိုက်တယ်ဆိုတဲ့အချက်ပါပဲသူရဲ့ gear ကတော့ကျွန်တော်တို့ဒီဘက်မှာ Mercedes လိုမျိုးပဲ hand gear ဒီနေရာလေးမှာပဲဖြစ်သွားပြီပြီးတော့ဒီဘက်ကျွန်တော်တို့ wiper တွေမီးတွေသူရဲ့ကားမီးရထုံးစံတိုင်းပဲအကုန်လုံးအလဲ infotainment နဲ့ပဲပို့ပေးထားတယ် user friendly ဖြစ်တယ်ဗျာပုံစံကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီ infotainment မှာဆိုရှင်အလဲမှာကျွန်တော် screen off လုပ်ရရဗျာအဲဒါဆိုလို့ရှိရင်ဘယ်နေရာတိတာလဲကျွန်တော်ညဘက်ကားမောင်းတဲ့အချိန်ဆိုတော်တော်လေးတိတာညဘက်ကားမောင်းတဲ့အချိန်မှာဒီ screen ကအလင်းမစူးတော့ဘူးအဲ့ဒါဟိုမှာကိုကဒီအရှိရဟာလည်းအလင်းစူးမဲ့ထင်လို့ရှိရင်သူကဒီမှာဒီအရှိရ cluster display ရဲ့ lighting ကိုလည်းမှိန်ထားလို့ရတိုက်စီရာဖြစ်တာ1ပတ်တဲ့မုန်းနေတော့မောင်းလို့ရတယ်ဗျာကား lock ဖွင့်ရင် driver ဘက်ပဲအရင်ပွင့်မှာလားတခြားဒီ passenger ဘက်တွေပါအကုန်ပွင့်มาလားအဲ့ feature တွေလည်းအကုန်ပါတယ်ဒီမှာဆိုလို့ရှိရင် auto window close function ပါတယ်ဆိုတော့ကျွန်တော်တို့ lock ခတ်လိုက်တာနဲ့မှန်နေက auto ပြန်တင်ပေးသွားမှာ over speed alert တွေပါပေးထားလို့ရတယ် aircon အဖွင့်ပိတ်ကိုခလုံးနေရမယ်နောက်မှန်ရှေ့မှန်အပူပေးတာတွေလဲ hazard light တွေပြီးရင်ဒီဘက်က home အပေါ်ကဒီ home တခါလေးတွားလို့ရပြီးရင် aircon fan တွေကဒီမှာရှိတယ် USB ပေါက်ရှိတယ်ဒီကနေပဲကျွန်တော် power source ကိုယူပြီးတော့ဆွမ်းကဒီဘော်လေးကနေကျွန်တော်ကြိုးထိုးပြီးဖုန်းအသွင်းပညာလုပ်လို့ရပြီပေကျော်ဒီဘက်မှာ12 volt socket တွေပါပါတယ်ဒီအောက်မှာလည်း storage နေရာလေးရှိရဗျာဒီပုံမှာဆိုရင်ဒီမှာတခြား storage နေရာရှိမယ် cup holder ရှိမယ်အလဲ Emirates ဆိုလဲသူ့ဟာနဲ့သူကြကြဝုန်းဝုန်းလေးရှိရဗျာဒီကောင်ဆိုရင်တော့လုံးဝမဲတာတော့ဘောင်ပြောက်ပေါ့ဗျာ dashboard ကလည်းရိုးရှင်းရှင်းပဲ hard plastic တွေပဲဒါပဲ passenger seat ဘက်မှာဆိုလို့ရှိရင်ကျွန်တော်glove box ပေါ့နော် glove box ကလည်းဒီလောက်ပါအသားကတော့ထိုင်ကုန်ကတော့လဲတာပါပဲလဲတာပုံစံပဲလုပ်ပြီးတာဘာမှလည်းမပါဘူးဒီလေးလေဒီလိုပဲရိုးရှင်းတော့ဒီမှာတော့ cover ကြီးအုပ်ထားတော့တိတ်ကောင်းမှန်းမှန်းမမြင်ရပါဘူးအတွင်းကတော့အကျယ်ကြီးပဲအနောက်မှာဆိုရင် aircon fan တွေလည်းပါဒီမှာဆို storage နေရာလေးပါ tissue ပါညာထည့်လို့ရပါတော့အကျယ်ကြီးပါ comfort တော့ဖြစ်တယ်ထိုင်ရတာတော့ဒီအလဲကြီးကဖုနေတဲ့အတွက်အလဲမှာထိုင်ရတဲ့လူကနည်းနည်းလေးကတိဒီကားမှာကျွန်တော်ကြိုက်တဲ့အချက်တစ်ချက်ရှိတယ်အဲ့ဒါဘာလဲဆိုကျွန်တော်ပြကာဂိုစပေးကတော့ဒါကားဆရာကြီးစိုက်မဲ့ကာဂိုစပေးပဲဗျာကျွန်တော်တော့အေးဆေးဆေးဝင်ပြီးအိတ်လို့ရတယ်ဟုတ်နောက်တစ်ချက်မိုက်တာဒီအောက်မှာကျွန်တော် spare wheel ထည့်လို့ရတဲ့ဘိန်းဘုံနေရာရှိတယ်ဒါကျွန်တော်တိုက်စီဆရာကြီးတော်တော်လေးကြိုက်မဲ့အချက်လို့ကျွန်တော်ထင်တိုက်စီဆိုတဲ့အတိုင်းပဲကားတော့အရေးကြီးတော့ကျွန်တော်ကာဂိုစပေးပဲဆလွန်တိုက်ဘလောက်ပဲဖြစ်နေပါအထဲမှာကာဂိုစပေးကလုံးဝကြဲကြဲဝန်းဝန်းရှိရယ်စိတ်ကြိုက်ကိုစိတ်ပစ္စည်းတွေအကုန်ထည့်လို့ရတယ်ပေါ့နော်တော့ဒီကတော့ MG Rovi EV taxi D6 ဖြစ်ပါတယ်ဒီကားကိုစိတ်ဝင်စားလို့ကြည့်ရှုလေ့လာခြင်းနဲ့ဆိုလို့ရှိရင်အခုမြန်မာ Plaza promotion area မှာကျင်းပနေတဲ့ MG ရဲ့ Catch the Summer Drive roadshow event ပွဲမှာလာရောက်လေ့လာကြည့်ရှုဖို့တော့ကျွန်တော်ဖိတ်ခေါ်လိုက်တယ်ဘယ်နေ့ထိရှိမှလဲဆိုတော့ကျွန်တော်ဒီနေ့ April 30ရက်နေ့မေ1နဲ့3ရက်တိတိမြန်မာ Plaza promotion area မှာရှိမှာမို့လို့ EV မှာ taxi ရှာနေတဲ့ကားချစ်သူတွေအများဆုံးလာခဲ့ဖို့ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်